မင်္ဂလာပါပရိသတ်ကြီးတမင်းရဲ့အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့ဟော်မုစီလက်ကြားအားဖြစ်တန်းစဉ်အတွင်းအိန္ဒိယနိုင်ငံအလံလွှင့်ထူထားသောတင်မောနှစ်စီးတိုက်ခိုက်ခံခဲ့ရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ထို့အတွက်ကြောင့်အိန္ဒိယနိုင်ငံကအီရန်တပ်အမတ်အားဆင့်ခေါ်ခဲ့ပြီးထိုဖြစ်စဉ်နဲ့ပတ်သက်ပြီးအင်မတန်စိုးရိမ်မှုရှိကြောင်းပြောကြားခဲ့ကအရေးပါလာသောစွမ်းရည်ဖြစ်တန်းရလမ်းကြောင်းကြီး၌ယခုလိုဖြစ်ပွားခဲ့တဲ့အတွက်ကမ္ဘာတဝန်းကလည်းစိုးရိမ်မှုများမြင့်တက်လျက်ရှိနေပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့တရုတ်နိုင်ငံဘက်က၎င်းတို့နိုင်ငံအနီးတွင်နယူးဇီလန်နိုင်ငံ၏ကင်းလှည့်လေယာဉ်ပြန်တန်းခဲ့မှုနဲ့ပတ်သက်ပြီးဒါဟာလုံခြုံရေးချိန်ချောက်မှုနဲ့ရန်စတော်လုပ်ရဖြစ်ကြောင်းပြောကြားခဲ့တဲ့အတွက်နယူးဇီလန်နိုင်ငံဘက်ကခုခံပြောဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်နယူးဇီလန်နိုင်ငံဘက်ကတော့ UN စီမင်းများလက်အောက်တွင်မြောက်ကိုရီးယားနိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုများကိုစောင့်ကြည့်ခဲ့တာဖြစ်ပြီးနိုင်ငံတကာဥပဒေနှင့်အညီဆောင်ရွက်ခဲ့ကြောင်းလည်းပြောကြားခဲ့ပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့အီရန်နိုင်ငံ၏ရေတပ်ကဟော်မုစီလက်ကြားကိုထပ်မံပိတ်ချလိုက်ပြီးဖြစ်ကြောင်းပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အမေရိကန်နိုင်ငံဘက်ကကတိပေးမှုများကိုအောင်မြင်စွာမပြုလုပ်ခဲ့တဲ့အတွက်မြစ်တိတင်ပေါ်မှဖြတ်တန်းခွင့်မရှိကြောင်းတတိပေးပြောကြားထားပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့အမေရိကန်နိုင်ငံနှင့်ထပ်မံဆွေးနွေးပြောဆိုရန်အတွက်ရဲမသက်မှတ်ရသေးကြောင်းအီရန်နိုင်ငံဘက်ကပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဒါအပြင်အီရန်နိုင်ငံနှင့်ဆွေးနွေးပြောဆိုလို့လည်းရင်အခြေခံကန့်သတ်ချက်များကိုအရင်ဦးစွာသဘောတူညီရမှာဖြစ်ကြောင်းလည်းဖိအားပေးပြောကြားခဲ့ပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့မလေးရှားနိုင်ငံတွင်မိလောင်ကျွမ်းခဲ့ရတဲ့အတွက်အင်ဂျီ1000နီးပါးဆုံးရှုံးခဲ့ရပြီးလူရပေါင်းများစွာနေရာရွှေ့ပြောင်းခဲ့ရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အာဏာပိုင်များဘက်ကတော့လူသိဆုံးမှုမရှိကြောင်းကြေညာထားပြီးဘာကြောင့်မိလောင်ကျွမ်းခဲ့ရတဲ့ဆိုတဲ့အကြောင်းရင်းကိုတော့ရှာဖွေနေဆဲဖြစ်ပါတယ်ရှင်ဆုံးဖြတ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်